အားလုံးပဲမင်္ဂလာပါ Sport Time with Anna နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါလီကဒီနေ့မှာတော့ Arsenal အသင်းထံကို Galatasaray က Martinelli အတွက်စတင်ကမ်းလှမ်းတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီ Martinelli ကိုဆိုလို့ရှိရင် Arsenal အသင်းထံကိုဒါ Galatasaray ကပေါင်သန်း45သန်းတန်ကြေးရှိတဲ့ပြောင်းရွှေ့ခြင်းနဲ့စတင်ပြီးတော့ကမ်းလှမ်းမှုတွေပြုလုပ်တယ်။အဲ့တော့ဒီနေရာမှာပြောစရာရှိက Martinelli ကGalatasaray အသင်းကိုပြောင်းကျင်လာဆိုတော့Martinelli ကိုရိုင်းက Arsenal အသင်းမှာပဲဆက်ပြီးတော့ရှိကျင်တယ်သူကိုရိုင်းကလည်းဒါပြောမယ်ဆိုရှင်တကယ်လို့ပြောင်းမဖြစ်မနေပြောင်းမယ်ဆိုလို့ရှိရင်ဥရောပကလပ်အသင်းကြီးတစ်ခုခုကိုပဲပြောင်းကျင်တယ်အဲ့တော့အခုလက်ရှိဒီ Arsenal အသင်းနဲ့လည်း Martinelli ကအပြောင်းရွှေ့လုပ်ဖို့ထွက်ဒါစာချုပ်သက်တမ်းဟာလည်း2029ထိကျန်နေသေးတယ်ဆိုတော့2029မှာသူကဒီအသင်းရဲ့စာချုပ်ထဲမှာပါတာကနောက်ထပ်12လလည်းထပ်ပြီးတော့တိုးချင်တိုးမယ်ဆိုရဲစာချုပ်ကျန်နေတာဖြစ်တဲ့အတွက်ကြောင့်လက်ရှိစာချုပ်ကျန်နေတဲ့ကစားသမားတယောက်အသင်းမှာဆက်ရှိကျင်တယ်ဒါပေမဲ့စဉ်းစားလို့မရတာအာဆယ်တင်းကဒါကိုဘာလို့စဉ်းစားရလဲအခုလက်ရှိဒီ transfer window မှာလဲဒါ Trossard ကိုရောင်းပြီးသွားပြီ Bassett ကိုတန်း20နဲ့ဆိုတော့ဒါ Nogat ပေါ့ကွင်းလေရောင်းတာတော့ပြဿနာမရှိပါဘူးဥပမာ Trossard ကိုရောင်းလိုက်တယ်အခု Martinelli ကိုထပ်ရောင်းမယ်ဆိုရင်တကယ်လို့အဲ့နေရဲ့ left wing position တော့ world class ရှိရဲ့ player တယောက်ကိုခေါ်ပြီးပြီလားမခေါ်ရသေးတဲ့အချိန်မှာထပ်ပြီးတော့ရောင်းမဲ့သတင်းတွေထွက်တော့ထပ်ထွက်လာတဲ့သတင်းတွေကြောင့်ပဲ Arsenal တင်း fan တွေအတွက်ကတော့ satisfy ဖြစ်စရာဘာတစ်ခုမှတော့မရှိဘူးဥပမာ world class ရှိရဲ့ကစားသမားတယောက်ကို left wing အတွက်ခေါ်ထားပြီးပြီဆိုရင်တော့ Martinelli ရောင်းတာကပြဿနာမရှိဘူးဆိုတော့အခုလောလောဆယ်ခေါ်ယူနိုင်မှုမရှိတဲ့အချိန်မှာ Martinelli ကိုရောင်းမယ်ဆိုတဲ့သတင်းထွက်လာတော့နည်းနည်းတော့စိတ်ပြက်စရာတော့ကောင်းတယ်ဆိုတော့အဓိကတော့ Martinelli က2019မှာစပြီးတော့Arsenal ကိုရောက်တယ်အခုလက်ရှိချိန်ကြီးဆိုရင် Arsenal နဲ့ပွဲစဉ်ပေါင်းဒါပွဲ280ကျော်ကစားပြီးသွားပြီအဲ့မှာသွင်းကိုကဒါစုစုပေါင်း62ဂိုးသွင်းထားတဲ့ကစားသမားပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်လည်းပြိုင်ပွဲစုံ53ပွဲမှာ17ဂိုးသွင်းထားပြီးတော့9ဂိုးဖန်တီးထားတဲ့ကစားသမားအဲ့တော့ဒီကစားသမားတယောက်အနေနဲ့ပြီးခဲ့တဲ့ဒီ World Cup မှာဆိုလို့ရှိရင်လည်းဒါ Brazil တင်းဒါ9ပွဲကစားခဲ့တဲ့အချိန်မှာ4ပွဲပါဝင်ကစားခဲ့ရတယ်အဲ့မှာပရိသတ်တွေအတွက်အမှတ်ရဖြစ်စေတာကတော့ဒီဂျပန်နဲ့ကစားခဲ့32သိန်းရှုံးထွက်အဆင့်မှာ last minute မှာသူ့ရဲ့အနိုင်သွင်းကိုသွင်းယူနိုင်မှုက Martinelli အတွက်ပြောမယ်ဆိုရင်မိုင်းဆုံးတစ်ခုလိုဖြစ်ခဲ့ရပေါ့နော်အဲ့တော့ Martinelli ကအသင်းမှာရှိရင်ကောင်းတယ်လို့ပြောတဲ့ကစားfan တွေရှိတယ်လို့တစ်ဖက်ကလည်းမရှိလဲဘာမှမဖြစ်ဘူးလို့ပြောတဲ့သူတွေရှိကောင်းရှိနိုင်တယ်ဥပမာ Martinelli ကိုကြိုက်တဲ့လူရှိလို့မကြိုက်တဲ့လူလည်းရှိနိုင်တယ်ဒါပေမဲ့ whatever Martinelli ကပြီးခဲ့တဲ့နှစ်ကဒါချန်ပီယံဖြစ်ခဲ့တဲ့အထဲမှာလည်းဒါမဖြစ်မနေပါခဲ့တဲ့ကစားသမားချန်ပီယံလိမှာဆိုလို့ရှိရင်လည်းနောက်ဆုံး final ထိတက်ခဲ့တဲ့အချိန်မှာဒါပြောမယ်ဆိုလို့ရှိရင်အရေးပါတဲ့ကစားသမားချန်ပီယံလိမှာဆိုရင် twin goal တွေအများကြီးရထားတဲ့ကစားသမားအဲ့တော့အခုလက်ရှိဒီဘယ်တောင်ပန်အတွက်သတင်းတွေထွက်ခဲ့တဲ့ Vinicius Junior ဆိုပြီးဒါလေးကိုသတင်းတွေတော်တော်ဟော့ခဲ့တဲ့အတိုင်းလဲတကယ်တမ်းရောက်လာတာလည်းမဟုတ်ဘူးတကယ်တမ်းကျတော့လေသူ့ဟာနဲ့သူနောက်ဆုံးကျတော့လေ Real နဲ့ Exxon တိုးပြီးတော့နောက်ထပ်2032ထိဒါ extend တိုးလိုက်တယ်ဆိုတော့အခုလက်ရှိချိန်ထိခေါ်ယူနိုင်ခြင်းမရှိသေးတဲ့အချိန်မှာတော့ဒါလီကတော့ Martinelli ကိုရောင်းထုတ်တာတော့မဖြစ်သင့်ဘူးလို့ထင်တယ်ဆိုတော့ Martinelli အနေနဲ့ကလည်းသူကိုယ်တိုင်လည်းအသင်းမှာပဲဆက်ပြီးတော့ဆန္ဒရှိရကစားဖို့ Galatasaray ကိုကြည့်လိုက်တော့လေ Galatasaray က Turkey club ဆိုပြီးမဲ့ပြောမယ်ဆိုအသင်းကြီးလို့ပြောလို့ရတဲ့အထဲမှာတော့ပါတယ်ပေါ့နော်အဓိကကတော့မနစ်ကဒါ Turkey Super League မှာဒါချန်ပီယံဖြစ်ထားတဲ့အသင်းအဲ့တော့ဘာပဲပြောအသင်းမှာနာမည်ကြီး player တွေလည်းရှိပြီးဒါလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နာမည်ကြီးကစားသမားတွေအနေနဲ့ Victor Osimhen ရှိရယ် Leroy Sané ရှိရယ်ပြီးတော့ Ike Gundogan ရှိရယ် Barry Albayrak ရှိရယ်ပြီးလို့ရှင် Arsenal ရဲ့ကွင်းလယ်လူဟောင်းဖြစ်တဲ့ Torreira တို့လိုနာမည်ကြီးကစားသမားတွေတော့ရှိရယ်အဲ့တော့ဘလို့ပဲနာမည်ကြီးကစားသမားရှိသည့်တိုင်အောင်ဒါဒီပြောချင်တာကတော့ Arsenal အသင်းကမဖြစ်မနေကစားသမားတွေရောင်းထုတ်နေရတာလေဒါထွက်သွားတဲ့ကစားသမားတွေစီကနေလုံလောက်တဲ့ amount တစ်ခုကိုမရသေးရကြောင်းလေးပါတယ်ဆိုတော့ဥပမာဒါလီအရှိရတပုတ်မှာလည်းပြောခဲ့ Trossard ကိုတန်း20နဲ့ရောင်းတာအရန်နှမျောဖို့ကောင်းတယ်။ Nogat လိုကစားသမားကတော့10တန်းမပြည့်တဲ့တန်ဖိုးတစ်ခုနဲ့ရောင်းလိုက်တာပြဿနာမရှိဘူး။အသင်းမှာလည်းပွဲထွက်ခွင့်ရတဲ့ကစားသမားမျိုးမဟုတ်ဘူး။အဲ့တော့အဝင်းနဲ့အထွက်မမျှသေးတဲ့အချိန်မှာအဝင်းဆိုလို့အားရတာဆိုလို့ Bruno Guimaraes တစ်ယောက်ပဲရှိတယ်။ဒါတောင်ဒါလီတို့ကBruno Guimaraes က Newcastle ကပြထားတဲ့ခြေစွမ်းနဲ့သူ့ရဲ့ဒီ Brazil ပွဲထွက်ထားတဲ့အချိန်မှာအကောင်းဆုံးပုံစံတစ်ခုပြထားတဲ့အနေအထားကြောင့်လားဒါလေးတော့ Bruno Guimaraes ကို high ဖြစ်နေရပဲရှိရဆိုတော့တကယ်တမ်းကျတော့ခေါ်ထားတဲ့အခုZolik ကိုဆိုလို့ရှိရင်လည်းဒါလေးကို 100% ယုံကြည်လို့မရသေးဘူးခြေစမ်းပွဲတွေမှာသူဘယ်လိုပဲလုပ်ပြဒီခြေစမ်းပွဲတော်တော်များများကလူငယ်ဒီ hand product တွေနဲ့ပွဲထွက်တာပဲများတယ် reset ကကောင်းလားဆိုတော့ Arsenal ရဲ့ reset တွေတခုမှကောင်းထားတာတော့မရှိဘူးနောက်ဆုံးကစားခဲ့တဲ့ကိုမိုနဲ့ပွဲမှာတည်ရကြတာ
ဓိကတော့အသင်းကဒီလူငယ်ကစားသမားတွေနဲ့ဒီပြောမယ်ဆိုလို့ရှိရင်အရန်ကစားသမားတွေပဲဦးစားပေးကစားတဲ့ပွဲစဉ်တွေဘယ်များတာဖြစ်လို့ပေါ့နော်ဆိုတော့တကယ်သူ့ရဲ့ခြေစွမ်းကိုအခုလာမဲ့အခုအနည်းဆက်ဆုံးပွဲဆိုလို့ရှိရင်community ရှိရဲ့ဆိုတော့ community ရှိမှာကောဘာတွေလုပ်ပြမှာလဲပုံမူတည်ပြီးဒါတွေကဆုံးဖြတ်ရမှာအဲ့တော့အခု Zolik ကိုလည်း 100% ဒါလေးကိုစိတ်ချယုံကြည်ပြီးတော့ဒီလူဒီ first line နဲ့ဖြစ်နေရမယ်လို့ပြောလို့မရသေးတဲ့အခြေအနေမျိုးမှာ marginally ကတော့ backup အနေနဲ့ဖြစ်ဖြစ်ရှိသင့်တယ်လို့ထင်တယ်ဒါမှမဟုတ်လို့ရှိရင် World Class ရဲ့ player တယောက်သာရောက်လာမယ်ဆိုရင်တော့ပြည်သက်တွေရဲ့ရင်ထဲမှာတော့ marginally ကိုတန်ရောစင်ရှိသည့်တိုင်အောင် okay သူလည်းပို့ပြီးကောင်းစားမယ်ကို့အသင်းအတွက်လည်းဒီဘက်တစ်ဖက်မှာကောင်းနေရဆိုလို့ရှိရင်တော့လက်လွတ်ရတာပြဿနာတော့မရှိဘူးဆိုတော့အဓိကပြောချင်တာကတော့ဒီနေရာမှာပြည်သက်တွေကမာတင်နယ်လီဆက်ရှိတဲ့နဲ့မရှိသင့်ဘူးနဲ့ပြီးလို့ရှိရင်ခုနပြောသလိုမျိုးရှိရင်ကောင်းတယ်ဒါမှမဟုတ်မရှိရင်ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုလည်းဒါလေးနဲ့သဘောထားမတူညီပဲနဲ့ကွဲကွဲလွဲလွဲရှိရဆိုလို့ရှိရင်တော့ဒီဗီဒီယိုအောက်မှာ comment အနေနဲ့တင်မှန်းခဲ့ပေးဖို့ဒါလေးကတော့တောင်းဆိုချင်ပါတယ်ဒါကတော့ဒီ transfer window မပြီးမချင်းတော့ဒီနေရာဒီ transfer market မှာတော့ဒီလိုပဲအလှုပ်ခတ်လေးတွေကတော့ရှိနေမှာပဲဆိုတော့ဒါလေးကိုဆက်ပြီးတော့စောင့်ကြည့်ရမယ်ရှေ့ဘုံမှာလည်းဒါလေး Lewis Kelly နဲ့ပတ်သက်လို့ဒီလှုပ်ခတ်တဲ့အချိန်မှာပြောခဲ့သလိုပဲအခု Galatasaray နဲ့စပြီးသတင်းတွေထွက်တဲ့ချိန်မှာ Martinelli ရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်။ဆိုတော့ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအားလုံးလည်းကျေနပ်ကြမယ်လို့ထင်ပါတယ်။ဆိုတော့ဒါလေးရိုက်ကွေးလုံနေရင်မီးပြတ်သွားတဲ့အတွက်အိမ်ရှိမှာထွက်ပြီးတော့ပြောရတယ်။အဲ့ဒီအတွက်အတန်လေးနည်းနည်းအနွားကြီးဖြစ်စရာလေးပါမယ်ဆိုလို့ရှိရင်လည်းနားလည်ပေးကြဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့မယ်နော်။